Day 4 ကနေပြန်လည်ကြိုဆိုပါတယ်ဒီနေ့ကတော့မိတ်ဆွေတို့တဲ့အရေးကြီးတဲ့ petty cash flow အကြောင်းကိုလေ့လာရမှာဖြစ်ပါတယ် petty cash flow ဆိုတာကအသေးသုံးအသေးအဖွဲစရိတ်တွေကိုမှတ်တမ်းရေးသွင်းထားတဲ့ cash flow ပါပဲအဲဒီ cash flow ထဲမှာလုပ်ငန်းရဲ့ကုန်ရောင်းကုန်ဝယ်လိုမျိုးအရေးကြီးတဲ့ကြီးမားမားစရိတ်တွေမဟုတ်ပဲနဲ့အသေးဆုံးစရိတ်တွေကို petty cash ရဲ့လက်ထဲကိုပေးထားပြီးတော့သုံးခိုင်းတဲ့အခါမှာမှတ်ရတဲ့မှတ်တမ်းစာအုပ်ဖြစ်ပါတယ် petty cash flow နဲ့ပတ်သက်လို့ control system တစ်ခုလည်းလိုအပ်ပါတယ် cash flow လိုပါတယ်အဲ့တော့စရိတ်အကြီးတွေကိုမထိန်းချုပ်နိုင်ခင်မှာစရိတ်အသေးလေးတွေကို control လုပ်နိုင်ဖို့လိုပါတယ်စရိတ်အသေးလေးတွေကို control မလုပ်နိုင်ဘူးဆိုလို့ရှိရင်စရိတ်အကြီးတွေကို control လုပ်ဖို့လည်းအခက်အခဲရှိလာမှာပါ petty cash flow ကလုပ်ငန်းမှာ risk များတဲ့နေရာတစ်ခုဖြစ်ပါတယ်နေ့စဉ်ရုံးမှာနေ့စဉ်ဆိုင်မှာပိုင်ရှင်ကမနေနိုင်ပါဘူးအဲ့ခါမှာလုပ်ငန်းမှာအသေးသုံးဖို့ဆိုပြီးတော့သတ်မှတ်ပမာဏတစ်ခုနဲ့ petty cash flow ထဲကိုငွေထည့်ထားလေးရှိပါတယ်ဥမာဒီတစ်ပတ်အတွက်ကတော့အသေးသုံးအတွက်3သိန်းပေးထားတာမျိုးသို့မဟုတ်လတလအတွက်အသေးသုံးကိစ္စတွေသုံးဖို့ဆိုပြီးတော့3သိန်းပေးထားတာမျိုးသူကသတ်မှတ်တဲ့ interest ပမာဏတစ်ခုအဲ့လိုပမာဏတစ်ခု interest system လို့ခေါ်ပါတယ်အဲ့လိုပမာဏတစ်ခုသတ်မှတ်ပြီးတော့ cash ရဲ့လက်ထဲကိုငွေပေးထားလေးရှိပါတယ်ဒါဆိုရင်အဲ့ cash က daily ဖြစ်စေ weekly ဖြစ်စေ monthly ဖြစ်စေသူကသူ့မှာရှိနေတဲ့ပတ်စံတွေကနေပြီးတော့ပတ်စံအထွက်တွေကိုမှတ်တမ်းရေးရမှာဖြစ်ပါတယ်သူ့မှာပတ်စံအဝင်ဆိုလို့ပိုင်ရှင်ပေးထားတဲ့ပမာဏတစ်ခုပဲရှိမယ်တခြားသောအဝင်တွေမရှိဘူးပတ်စံအထွက်တွေကိုပဲအဲ့အသေးအဖွဲသုံးစီးတွေပဲသူကဒိုင်ခံပြီးမှတ်ရမှာဖြစ်ပါတယ်ဒါဆိုအဲ့လိုအသေးအဖွဲသုံးစီးလေးကိုမှတ်ထားပြီးသွားတာကဥမာဒီလအတွက်ပတ်စံကသူ6000သုံးလိုက်တယ်ဆိုပါစို့သူ့ကို interest ပမာဏတစ်ခု3သိန်းပေးထားတယ်သူ6000သုံးပြီးသွားပြီဆိုရင်သူ့လက်ထဲမှာ4000ကျန်တယ်ချိန်ထဲမှာပဲ तू က6000မိုးသုံးထားရဲဆိုရင်6000နဲ့ပတ်သက်တဲ့ voucher တွေ invoice တွေရှိနေဖို့လိုပါတယ်အဲ့တော့ voucher ကိုကြည့်လိုက်တာက6000မပြည့်ဘူးနားရဲ့ဈေးက6000ဖြစ်နေရဆိုရင်ဘယ်အရာတွေက voucher မပါပဲသုံးထားရလဲဒါတွေကို तू က list လုပ်ပေးတင်ပါတယ် voucher မပါပဲသုံးထားတဲ့ expense တွေကတော့ဘာတွေရှိရဲဘယ်အရာတွေကတော့ तू voucher တောင်းဖို့အဆင်မပြေလို့မရခဲ့ပါဘူးဆိုတာကိုရှင်းလင်းချက်ရေးထားဖို့လိုပါတယ်ဥပမာကုမ္ပဏီတစ်ခုမှာ petty cash 3သိန်းပေးထားတယ်လကုန်တဲ့အချိန်မှာ cash box ထဲမှာ6000ကျန်တာတွေ့ရတယ်။ဒါဆိုရင်သူသုံးလိုက်တာဒီနှုတ်ကြည့်မယ်ဆိုရင်4000။ဒါနဲ့ voucher တွေကိုစစ်ကြည့်တဲ့အချိန်မှာ voucher 2000ပဲတွေ့ရတယ်။ဒါဆိုရင်ကျန်တဲ့2000အတွက် voucher မပါပဲသုံးထားရလား။ကျန်တဲ့2000ကဘယ်အကြောင်းအရာတွေကြောင့်လဲ။ဘယ်ပျောက်သွားတာလဲ။ဒါကိုပြန်ပြီးတော့ check in လုပ်ဖို့လိုပါတယ်။အဲ့တော့ petty cash system တစ်ခုမှာဆိုရင်နံပါတ်1 voucher ရှိရမယ်။နံပါတ်2အဲ့ဒီ voucher ကိုသေချာ record လုပ်ရမယ်။နံပါတ်3အဲ့ဒီ record လုပ်ပြီးသွားတိုင်းမှာလက်ကျန်တွေကို counting ရေတွက်စစ်ဆေးဖို့လိုတယ်။အဲ့လိုရေတွက်စစ်ဆေးပြီးသွားတဲ့အချိန်မှာကုန်သွားတဲ့ငွေကိုပြန်ဖြည့်တာ reinvestment လုပ်ဖို့လိုပါတယ်။မူလကသူ့ကို3သိန်းပေးထားတယ်။သူ6000ပဲကျန်နေဆိုရင်နောက်တစ်နေ့ရဲ့အစမှာသူ့ကို3သိန်းပြအောင်လို့4000ဖြည့်ပေးရပါမယ်။သို့မဟုတ်လို့ရှိရင်လေ daily မဟုတ်ဘူး weekly ဆိုရင်လည်းတစ်ပတ်ချုပ်ပြီးသွားတဲ့အချိန်မှာပြန်ပြီးတော့မူလပမာဏ reinvestment လုပ်ဖို့လိုပါတယ်။အများအဖြစ်တော့တလားတစ်ခါပဲ reinvestment လုပ်လို့ရှိပါတယ် petty cash control system လို့ပြောမယ်ဆိုရင်တော့စောစောက petty cash မှတ်ထားတဲ့နည်းနည်းလေးအဆင့်ပူလာပါတယ်နံပါတ်1 authorization လို့ပါတယ်ဘယ်သူခွင့်ပြုချက်နဲ့ဘယ်လောက်ပေးသုံးမလဲပေါ့ဒါဆိုလို့ရှိရင် cash ရဲ့လက်ထဲမှာ3သိန်းပေးထားမယ်1000အထိကတော့ဘယ်သူခွင့်ပြုချက်မှတောင်းစရာမလိုနင်သဘောနဲ့နင်သုံးလို့ရတယ်ဒါပေမဲ့3000 1000နဲ့3000ကြားဆိုလို့ရှိရင်တော့နင် accountant ရဲ့ခွင့်ပြုချက်သုံးလို့ရှိရင် CFO ရဲ့ခွင့်ပြုချက်ကိုတောင်းရမယ်သို့မဟုတ်9000နဲ့အထက်ဆိုလို့ရှိရင်တော့ဒီ manager ရဲ့ခွင့်ပြုချက်ကိုတောင်းရမယ်ဆိုပြီးတော့သူ့ကို authorization ပေးထားရမှာဖြစ်ပါတယ်ခွင့်ပြုချက်ရပြီးသွားတဲ့အခါမှာ voucher documentation နဲ့တကွာသုံးဖို့လိုပါတယ် voucher မရတာဆိုရင်လည်းဘာကြောင့်ဘယ်ချက်က voucher မရဘူးဆိုတာရေးထားဖို့လိုပါတယ်ဥပမာ taxi ကပေးလိုက်တယ်တို့ cycle carry အတွက်ပေးလိုက်တယ်တို့ဒါဆိုရင် voucher မရနိုင်ဘူးအဲ့လို voucher မရနိုင်တာဆိုလေပြဿနာမရှိဘူး voucher မရနိုင်တဲ့အကြောင်းရင်းကိုရေးထားပြီးတော့မှတ်တမ်းရေးထားဖို့ပဲလိုတာပါrecord တည်ချာလုပ်ပြီးသွားပြီဆိုရင်တော့နောက်တစ်ဆင့်အနေနဲ့တနေ့ပြီးတိုင်းငွေလက်ကျန်တဲ့စင်းနဲ့ကိုက်ပြီးတော့ cash ကို counting ရေတွက်ကြည့်ဖို့လိုပါတယ်နောက်ဆုံးအဆင့်အနေနဲ့ကတော့အဲ့ဒီကုန်သွားတဲ့ပတ်စံကို reinvestment ပြန်လုပ်ရမှာပါအဲ့တော့နေ့စဉ် reinvestment လုပ်စရာမလိုဘူးသတ်မှတ်ထားတဲ့ပမာဏကပိုင်ရှင်လုပ်ငန်းရှင်နဲ့ဒီ petty cash ကိုင်မဲ့သူနဲ့နှစ်ယောက်ကြားမှာ agreement တစ်ခုရှိရဲငါတစ်ပတ်တစ်ခါငွေဖြည့်ပေးမယ်သို့မဟုတ်ငါတစ်လတစ်ခါငွေဖြည့်ပေးမယ်သူတို့သတ်မှတ်ထားတဲ့ပမာဏအတိုင်း reinvestment လုပ်ပေးရမှာဖြစ်ပါတယ်ဥပမာလေးနဲ့ကြည့်ကြအောင် opening flux လို့ပြောလိုက်တာကအစမှာရှိရဲပတ်စံ
petty cash လက်ထဲမှာပတ်စံ3သိန်းထည့်ထားတယ် taxi ဘို့1000ကုန်သွားတယ်စာရေးကိရိယာ2000ဘို့ဝယ်လိုက်တယ် coffee လက်ဖက်ရည်အတွက်က1000ကုန်သွားတယ်ဒါဆိုစုစုပေါင်းကုန်တဲ့ငွေက4000ဒါဆိုသူ့ရဲ့ box ထဲမှာ cash balance ဒီ6000ကျန်နေမှာဖြစ်ပါတယ်ဘောင်းချာ total ကိုစစ်ကြည့်လိုက်တဲ့အချိန်မှာ4000ရှိတယ်ဒါဆိုရင်တော့သူက cash လက်ကျန်6000နဲ့ဘောင်းချာ4000နဲ့ပေါင်းလိုက်တယ်ဆိုရင် opening flow မှာပေးထားတဲ့3သိန်းနဲ့ပြန်ကိုက်တယ်ဒါဆိုသူကဘောင်းချာမပါပဲသုံးထားတာမရှိဘူးဆိုတဲ့သဘော petty cash ပုံမှာစည်ရင်းရေးတာထက်ပိုပြီးအဓိကကျတာက counting လုပ်တာပါနေ့တစ်နေ့ပြီးတိုင်းတစ်ပတ်ပြီးတိုင်းမှာကိုယ့်ရဲ့ငွေလက်ကျန်နဲ့စည်ရင်းရလက်ကျန်တဲ့အမြဲတမ်းကိုရေတွက်ကြည့်ပြီးတော့ကိုက်ကြည့်တင်ပါတယ် impress system ဆိုတာကသတ်မှတ်ထားတဲ့ငွေပမာဏပြည့်အောင်အမြဲတမ်းပြန်ဖြည့်တဲ့စနစ်ပါဥပမာ daily ပြန်ဖြည့်မယ်ဆိုရင်တော့ဒီနေ့မှာမနေ့က3သိန်းပေးထားတယ်4000သုံးလိုက်တယ်ဒါကြောင့်6000ပဲကျန်တယ်ဒါဆိုနောက်တစ်နေ့မိုးလင်းတိုင်းမှာသူ့ကိုသုံးလိုက်တဲ့ငွေကိုပြန်ဖြည့်ပြီးတော့3သိန်းဖြစ်အောင်အမြဲတမ်းပြန်ဖြည့်ပေးနေရမှာပါအဲ့လိုမဟုတ် weekly ပြန်ဖြည့်မယ်ဆိုရင်တစ်ပတ်ပြီးတိုင်းမှာသူသုံးလိုက်တဲ့ငွေကိုပြန်ဖြည့်ပေးတာကို impress system လို့ခေါ်ပါတယ် petty cash ပုံနမူနာလေးလိုက်ကြည့်အောင်ရှေ့ဆုံး column မှာ date ကိုအသုံးပြုတဲ့ရက်စွဲကိုရေးမယ်ပြီးရင်ပတ်စံအဝင်အတွက်စာရိုင်းတစ်ခုရှိမယ်ဒီအဝင်စာရိုင်းမှာတော့ဘာအကြောင်းအရာပဲရှိနေမှာလဲဆိုရင်ပိုင်ရှင်ကသူ့ကိုပေးထားတဲ့ပမာဏပဲရှိနေမှာပါပြီးရင်နောက်စာရိုင်းတစ်ခုကတော့အကြောင်းအရာနောက်စာရိုင်းတစ်ခုကအထွက်မှာအထွက်စုစုပါအထွက်တိုတယ်ပါပြီးရင်တော့နောက်စာလိုင်းလေးတွေကကိုယ့်လုပ်ငန်းမှာရှိရဲ့အကြောင်းအရာရှိရင်ရှိသလောက်စာရိုင်းအသေးစိတ်လေးတွေအများကြီးခွဲလို့ရပါတယ်ဥပမာကိုကတန်ရှင်းသုံးပစ္စည်းတွေဝယ်လို့ရှိရင် cleaning expense ထဲမှာမှတ်မယ်ပေါ့နောက်တစ်ခုကဓာတ်ဆီနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်စီဘိုးနဲ့ပတ်သက်လို့ရှိရင် wine and petrol ဆိုပြီးတော့တစ်ခွက်မှတ်လို့ရတယ်နောက်တစ်ခုကစာရေးကိရိယာတွေဝယ်ဆိုရင် stationery cycle carry ဘိုးတွေ taxi ကားတွေပေးမယ်ဆိုရင် transportation ပစ္စည်းသယ်ကားတွေပေးမယ်ဆိုလို့ရှိရင်အလုပ်သမားက wages ဆိုပြီးတော့ပြလို့ရတယ်ဒီအလုပ်သမားကကြတော့ပုံသေးလုပ်ငန်းမှာခန့်ထားတဲ့ဝင်တဲ့အလုပ်သမားကမဟုတ်ပဲနဲ့ပစ္စည်းတင်ကခြားတွေနဲ့ပတ်သက်လို့အသေးအဖွဲသုံးစီလေးဆိုရင်ဒီ petty cash ထဲမှာမှတ်လို့ရတယ်အဲ့တော့အကြောင်းအရာလိုက် column လေးခွဲလို့ရတယ်နောက်ကအသေးစိတ် column ကကိုယ့်လုပ်ငန်းမှာရှိရင်ရှိသလောက်အုပ်စုခွဲလို့ရတယ်ဥပမာစောစောက personal finance လို့မျိုးပြောသွားရဆိုလို့ရှိရင်ဥပမာကိုယ့်ရဲ့စားတောက်တာနဲ့ပတ်သက်တယ်ပေါ့ဒါဆိုအစားတောက်စိတ်နဲ့ပတ်သက်တယ်ဆိုတာကွန်တို့ဆေးလိပ်တို့ coffee တို့လက်ဖက်ရည်တို့အဲ့ဒါကိုတက် column ထားလို့ရတယ်နောက်တစ်ခုကကြတော့ကိုနဲ့ပတ်သက်လို့သွားကားလာကားနဲ့ပတ်သက်တဲ့ဆိုလို့ရှိရင် bus ကားနဲ့ပတ်သက်တဲ့ bus နဲ့ပတ်သက်တဲ့စီးဘုံရှင် transportation နဲ့ပတ်သက်တဲ့စီးအဲ့လိုမျိုးကိုယ့်ရဲ့အကြောင်းအရာအလှပဆိုရင်အလှပနဲ့ပတ်သက်တဲ့စီးရုပ်ရှင်သွားကြည့်ရဆိုရင်ရုပ်ရှင်သွားကြည့်ရကြောင်းကုန်ကြတဲ့ entertainment နဲ့ပတ်သက်တဲ့ကုန်ကြစိဆိုပြီးတော့ column ငယ်လေးတွေထပ်ပြီးတော့ခွဲလို့ရတယ်ဒီနေရာမှာပထမဦးဆုံးပိုင်ရှင်ကသူ့ကိုပတ်စံ3သိန်းပေးလိုက်တယ်ဒါဆိုရင်3သိန်းဒီပတ်စံအဝင်မှာပြလိုက်တယ်ဒါပိုင်ရှင်စီကနေပတ်စံရလာတာပေါ့အဲ့ပိုင်ရှင်စီကနေရလာတဲ့ပတ်စံဒီ cash book လို့ပဲမှတ်လို့ရှိတယ်ဘာလို့လဲဆိုတော့ cash book အကြီးလေးကနေပြီးတော့မှဒီ cash book အသေးလေးဖြစ်တဲ့ petty cash တွေကိုပတ်စံဝင်လာတာဖြစ်တယ်အဲ့ဒါဒီအဝင်အချမ်းမှာပြမယ်ပြီးလို့ရှိရင်လက်တလမှာစောစောကသုံးသွားတဲ့ taxi ကtaxi က1000သုံးလိုက်တယ်ဆိုပါစို့ဒါဆို taxi နဲ့ပတ်သက်လို့ကိုက transportation ထဲမှာ1000ထည့်မယ်ပြီးရင်အထွက် total မှာလည်း1000ထည့်မယ်နောက်တစ်ခါ stationery အတွက်2000သုံးလိုက်တယ်ဆိုပါစို့ဥပမာဘောင်းချစာအုပ်တွေဝယ်လိုက်တယ်ပေါ့ဘောင်းချစာအုပ်တွေဝယ်လိုက်တယ်အဲ့ဒါက stationery စာရင်မှာ2000ထည့်တယ်အထွက် total မှာလည်း2000ထည့်မယ်ပြီးရင်နောက်က coffee လက်ဖက်ရည်နဲ့ပတ်သက်လို့ကုန်လိုက်တယ်အဲ့တော့ဒီမှာနောက်ဆုံး column တစ်ခွက်သုံးလိုက်မယ်ဒါကအစားအသောက်နဲ့ပတ်သက်တယ်ပေါ့အော် meals လို့ပြောလိုက်မယ်အဲ့ဆို meals နဲ့ပတ်သက်လို့ကုန်ကြစရိတ်သည်1000
ဒီမှာက tea and coffee ဧည့်သည်လာလို့ coffee တက်လိုက်တာလက်ဖက်ရည်တက်လိုက်တာလေပြောနိုင်တယ်ဒီနေရာမှာအဲ့ဒီကုန်ကျန်းစိတ်က1000အကြောင်းအရာနေရာမှာလည်းထည့်ရမယ်သက်ဆိုင်ရာဆိုင်မှာထည့်သလိုအထွက်တိုတယ်မှာလည်း1000ထပ်ထည့်လိုက်မယ်ဒါဆိုရင်စည်ရင်းပိတ်ကြည့်လိုက်ပြီဆိုရင်နေ့တစ်နေ့ကုန်သွားရင်သူစုစုပေါင်းသုံးလိုက်တာက4000အဲ့ဆော့ဆော့ကဘောင်ချာနဲ့ထည့်သွင်းရမယ်လို့ပြောရတဲ့ကြောင့်မလို့ဒီနားလေးမှာဘောင်ချာစာတိုင်းလေးတစ်ခုထည့်ထားတဲ့ねတေးသေးလေးပဲနေရာရှိတော့လို့တေးသေးလေးပဲရေးလိုက်မယ်ဒီမှာဘောင်ချာနံပါတ်လေးတွေရေးလို့ရတယ်နော်ဒါဆိုခုစုစုပေါင်းပေါင်းလိုက်တာ4000ပတ်စံထည့်ထားတာက3သိန်းရှိရယ်စည်ရင်းပိတ်လိုက်မယ်ဆိုရင်စုစုပေါင်းပတ်စံထည့်ထားတာက3သိန်း cash petty cash ပုတ်ထဲကိုဝင်တာထွက်တာကဘယ်လောက်လဲဆိုတော့4000ဒါဆိုရင်လက်ကျန်သည်6000အဲ့6000ဒီစည်ရင်းပိတ်တဲ့အချိန်မှာရှိရလက်ကျန်မလို့ closing balance လို့ခေါ်တယ်ဒါဆိုရင်နောက်တစ်နေ့ကိုပြန်ဆွဲချမယ်ဆိုရင်ဒီဘက်အဝင်ချမ်းမှာ6000အဲပတ်စံနေ့တစ်နေ့ရဲ့အစမှာ opening balance ဒီ6000ဖြစ်သွားမယ် interest system အရာပတ်စံကိုပြန်ဖြည့်မယ်ဆိုရင် reinvestment လုပ်မယ်ဆိုရင်အောက်ထိရေးလို့မရဘူးပတ်စံပြန်ဖြည့်မယ်ဆိုရင်ဒီနေရာမှာ4000ပြန်ဖြည့်ပြီးတော့မှ reinvestment 4000ပြန်ဖြည့်ပြီးတော့သုံးလို့ရတယ်ဒီနေရာမှာလဲဆိုင်တစ်ခုချင်းစီကိုပိတ်ကြည့်မယ်ဆိုရင် stationery ဆိုင်က2000 transportation က1000 meals allowance နဲ့ပတ်သက်လို့ tea and coffee နဲ့ပတ်သက်လို့သုံးလိုက်တာ1000ဒါဆို2000ရဲ့1000ရဲ့1000ရဲ့ပြန်ပေါင်းရင်လည်း4000ကိုက်တယ်ဒီမှာဥပမာပြောထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အကြောင်းအရာတစ်ခုမှာတစ်ချိန်ပဲရှိနေတာတကယ်လက်တွေ့မှာဆိုလို့ရှိရင်တလနေလို့ပိတ်တယ်ဆိုပါဆိုဒီလထဲမှာ transportation ကလည်း4-5ကြောင်းရှိမှာပဲ tea and coffee နဲ့ပတ်သက်တဲ့ meals allowance တွေကလည်းဧည့်သည်လာလို့မုတ်လိုက်ကျွေးရဆိုတာတွေကလည်းရှိမှာပဲtaxi ကားတွေတနည်းအားဖြင့် cycle carry ကားတွေလည်းရှိမယ်ဒါဆိုသက်ဆိုင်ရာစားတိုင်းအသေးစိတ်လေးတွေကိုလည်းပေါင်းကြည့်လိုက်မယ်အဲ့အသေးစိတ်တွေစုစုပေါင်းလက်ကဒီဘက်က total ပေါင်းလိုက်နဲ့ပြန်ပြီးတော့တူရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကိုကအကြောင်းအရာတစ်ခုချင်းစီလိုက်အသေးစိတ်မှတ်တမ်းရေးသွင်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်အကြောင်းအရာမှာကိုအသုံးများနေလဲဆိုတာကိုလည်းပြန်ပြီးတော့ trace လိုက်လို့ရပါတယ်ဒီ petty cash book လေးကနမူနာအနေနဲ့ဆွဲပေးထားတာပါဒီနေ့ကစပြီးတော့ကိုယ့်ရဲ့တနေ့တာအသုံးစိတ်တွေတကိုယ်ရည်အသုံးစိတ်တွေကိုလည်း petty cash book ထဲကိုမှတ်တမ်းရေးသွင်းကြည့်ပါအကျိုးရှိတာကိုတွေ့ရပါလိမ့်မယ်ဒီနေ့ပြောသွားတဲ့ petty cash book ကလက်တွေ့လုပ်ငန်းမှာသာမကကိုယ့်ရဲ့တကိုယ်ရည်အသုံးစိတ်တွေမှာလည်းအသုံးဝင်တယ် personal finance အတွက်လည်းအများကြီးအကျိုးရှိပါတယ်အဲ့တော့ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာအသုံးစိတ်တွေကိုလည်းစဉ်းစားကြည့်အောင်ငါအသေးအဖွဲဖယ်နေရာတွေမှာသုံးမနေရလဲရေတန့်ဘူးဘိုးလားကော်ဖီဘိုးလားဆေးလိပ်လားကွန်လားဆိုပါစို့ကိုယ့်ရဲ့အသေးအဖွဲအသုံးစိတ်ကလေးတွေကိုမှတ်တမ်းရေးပြီးတော့သုံးကြည့်မယ်ဆိုလို့ရှိရင်ငါဒီနေ့အိတ်ကက်ထဲကိုဘယ်လောက်ထည့်လာလဲညနေပြင်သွားတဲ့အချိန်မှာအိတ်ကက်ထဲမှာဘယ်လောက်ကျန်လဲဒီနေ့အသေးအဖွဲဘာလေးတွေသုံးလိုက်လဲအဲ့ဒီသေးသေးလေး900 1000သုံးလိုက်တာတွေကကြာလာတဲ့ခါမှာပမာဏအများကြီးတစ်ခုဖြစ်သွားနိုင်တယ်အဲ့ဒါကိုစီးရင်မှတ်ထားကြည့်မယ်ဆိုရင်လက်ဖက်ရည်ဝိုးဆိုရင်လက်ဖက်ရည်ဝိုးတွေပေါင်းကြည့်လို့ရတယ်ဆေးလိပ်ဖိုးတွေပေါင်းကြည့်လို့ရတယ်ကုန်းဖိုးတွေပေါင်းကြည့်လို့ရတယ်ဆိုတာဒါဆိုတစ်လကုန်ဆုံးသွားတဲ့အချိန်မှာအမျိုးသမီးတွေဆိုလို့ရှိရင်နှာခမ်းဒီဘိုးတို့မိတ်ကပ်ဘိုးတို့ဆိုပါစို့အဲ့ဒါမျိုးလေးတွေကခေါင်းစည်းကြိုးလေးတွေဝေးတယ်ပေါ့လှတာကိုတွေ့တိုင်းဝင်လိုက်တဲ့အမြဲတမ်းတော့လည်းမသုံးပြဘူးဒါဆိုရင်အဲ့လိုစီးလေးတွေကပေါင်းကြည့်မယ်ဆိုရင်ငါဒီလတစ်လအတွင်းမှာငါဘယ်အကြောင်းအရာအတွက်ဘလောက်ကုန်သွားပြီလဲဆိုပြီးတော့ကိုယ့်ဘာကိုပြန်ပြီးတော့ငွေကြေးကိုစနစ်တကျ control ပြန်လုပ်လို့ရပါတယ်ဒီနေ့ဗီဒီယိုလေးကမိတ်ဆွေတွေအတွက်အကျိုးရှိလိမ့်မယ်လို့ယုံကြည်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်